ရှိနေရင်လောကရဲ့ဘလို့မုံနိုင်မျိုးကိုမစိုးကိုပြုံးလေးရင်ဆိုင်ရတဲ့မင်းရဲ့လက်တစ်ဖက်ကိုစုပ်ကိုင်းထားရရင်ဘလောက်ကိုင်းထားရရင်ဘလောက်ခက်ခဲတဲ့လမ်းပဲဖြစ်ဖြစ်ခြေလမ်းတိုင်းကလုံခြုံနေမှာပါလူတွေကပြောကြတယ်အချစ်တွန်းနေတော့မိုက်မနေနဲ့တဲ့ဒါပေမဲ့မင်းတို့ဆိုရင်တော့ဒါပေမဲ့မင်းတို့ရှင်တော့ကိုဟာအသိဉာဏ်မဲ့သူတယောက်လို့အရာရာကိုစုံစားဖို့မြဲတင်ပဲမင်းနဲ့အတူတူရှောက်ရမယ်ဆိုရင်ရှိမှကံလန့်ခံနေတဲ့ဟုံးဟုံးတော့မိပင်လေကိုတော့ချီပြားလေးမှမတွန်းပဲကိုကတော့ဒူးမထောင်လိုက်ရဲ့ပါဆိုပေမဲ့အထီးချမ်းခြင်းအချင်းလောက်တော့ကိုနာကျင်အောင်မလုပ်နိုင်ပါဘူး